ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကလဲဘဲဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်တော်တော်များများလည်းလဲဘဲဆိုတဲ့လူပြောလိုက်ပြီးကြားလိုက်ပြီးဆိုတော့ပထမဆုံးတစ်လုံးစကားလုံးတစ်လုံးပြန်ပြီးတော့မှတ်မိလာတယ်စကားလုံးကပါလဲဆိုတော့ also ဆိုတာပေါ့နော် also လို့လည်းပြောကြပါတယ်ဥပမာပြဆိုလို့ရှိရင်I like coffee ဒါဆိုရင် I also like coffee ဒါမျိုးပေါ့နော် I go shopping I also go shopping ဒီလိုမျိုးလေးတုံးတယ်ဒါပေမဲ့ also ကကြတော့လေ informal ဖြစ်တယ် informal ဆိုတာကအရက်သုံးစကားပေါ့လေเนาะတကယ်ကိုရုံသုံးကြောင်းသုံးမျိုးမဟုတ်ဘူးအဲ့လိုသုံးလို့တိတ်ပြောမကောင်းဘူးဒီထက်ပိုပြီးကောင်းတဲ့ဟာလေးတွေရှိတယ်လဲပဲဆိုတဲ့ဟာကိုဘယ်လိုပြောမလဲဆိုတဲ့ပုံစံလေးကိုကျွန်မက sharing လုပ်ချင်ပါတယ်ဒါဆိုရင်လဲပဲဆိုတော့ဘယ်လိုပြောမလဲဆိုရင်ပထမဆုံးအနေနဲ့ဆိုရင် so ဆက်စကားလုံးလေးလာမယ်သူ့နောက်ကနေပြီးတော့ helping verb လေးလိုက်မယ်ပြီးရင် subject ပေါ့လေနော်ဆိုရင်ဒီဟာလေးကို form လေးဖြစ်နေကျွန်တော်တို့မှတ်ထားစေချင်တယ် so helping verb so helping verb ပြီးလို့ရှင်တော့က subject ပေါ့လေနော်ဒါဆိုရင်helping verb ဆိုတဲ့ဟာဘာလို့လဲဆိုတဲ့ဟာကိုသိရဖို့အတွက်ကကြာပထမသူပြောတဲ့ဟာကိုသိချာနားထောင်ရမယ်သူပြောသွားရတဲ့မှာ helping verb ကပါတယ်မပါတာလည်းရှိတော့ရှိတယ်ဒါပေမဲ့ပါတာကတော့များတယ် helping verb ပါပြီးတော့ပြောတဲ့ဟာများတယ်ဒါဆိုရင်ပထမသူကပြောရဆိုပါစို့ I can sing ဒါဆိုရင်ဒီကနေကျတော့ခုနကငါလဲပဲဆိုတဲ့ဟာကျတော့ so can I so helping verb ပြီး subject လာတယ်နော် I will buy new phone so will I နောက်က I must go early so must I ဒီလိုမျိုးလေးပြောတယ် helping verb ကအရေးကြီးတယ် helping verb ကိုမှန်အောင်သုံးတတ်ဖို့လိုတယ် helping verb ကဘယ်ကနေရမှာလဲဆိုရင်ပထမသူပြောတဲ့သူရဲ့စကားကိုသိချာနားထောင်ဖို့လိုတယ်ဒီလိုနားထောင်ပြီးတော့မှဒါကျတော့အဲ့ရနေ helping verb ကိုပြန်ယူမှာ哦နော်ကဲလို့ helping verb မပါတဲ့စာကြောင်းတွေဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ဒီမှာကြည့်ကြည့်ပါအောင်တော်တော်များများသိပြီးသားပါ helping verb မပါရင်သူ့ကိုဘယ်သူကလာပြီးတော့ကူညီလဲဆိုလို့ရှိရင် do လို့ပေါ့နော် verb to do တွေကကူညီကြတာ哦ဒါကြောင့်မလို့ဆိုကြပါစို့ I like coffee ဒါဆိုရင်သူ့ကိုပြန်ပြောမယ်ဆိုရင် so do I နဲ့လာရောက်ညှိထွေဖြစ်မဲ့ verb အမျိုးအစား helping verb ကိုရွေးချယ်တဲ့အခါမှာတော့ do ဖြစ်တာပေါ့ so do I အဲ့လိုမျိုးပြီးလို့ရှိရင်ကျွန်တော်က tense ပြောင်းတာလည်းရှိတယ် tense ပြောင်းတဲ့ဟာကြတော့လေtense ပြောင်းလာတာကြတော့ I went to zoo yesterday ဒါဆိုလို့ရှိရင်သူဒီ went ဆိုတော့ verb to ဖြစ်တဲ့အတွက် so did I ဒီလိုမျိုးလေးပြောပါတယ်အဲ့ဒါကြောင့်မလို့ငါလဲပဲလို့ပြောချင် so helping verb အနောက်က subject နဲ့ပြောပါတယ်ဒါပေမဲ့ဒါကိုတချို့ကအလွယ်ပဲ me too လို့လည်းပြောတယ် me too ဆိုတာ very informal အရန်ကိုပဲ informal ဖြစ်လုံးအားကြီးတယ်ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့သူတွေစီရင်တာတွေကိုပြောမယ်ဆိုရင်ဘလို့မှမသိတော့တဲ့စကားအသုံးနှုန်းဖြစ်ပါတယ်